အားလုံးပဲမင်္ဂလာပါဇန်နဝါရီလ9ရက်ကနေ17ရက်အတွင်းဗုဒ္ဓဘုရားသမီးများရဲ့တပတ်စာကာလတော်ကိုပေါ်ကြပြမှာဖြစ်ပါတယ်အဲ့တော့ဒီကာလမှာတော့ဗုဒ္ဓဘုရားသမီးအနေနဲ့အဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့စိတ်ချမ်းသာစရာတွေတိုးတက်မှုတွေပျော်ရွှင်မှုတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်နောက်ပေါင်းတဲ့ခရီးတွေတွားရတယ်အလုံးမှာတော့ကျွန်တော်တို့အတိုက်ခံတွေကြုံရတဲ့ကျွန်တော်တို့ဆွဆွဲတာတွေခံရတဲ့နော်ဒီလိုချင်းမျိုးကဘယ်လိုပြဿနာပဲကြုံပေါ့နော်ကိုဘက်ကပဲအောင်မြင်တော့မှာဖြစ်ပါတယ်တော့ပညာကောင်းတွေရမယ်မိတ်ဆွေဆရာသမားတွေမားစားမယ်ပညာရေးဖြင့်ကျွန်တော်လက်လက်ပါဝင်မဲ့ကာလလည်းဖြစ်တယ်နော်ပြီးတော့ကျွန်တော်တို့ကိုယ့်အိမ်မှာပေါ့နော်အိမ်တွင်းကိုကျွန်တော်တို့အစိုးပေါက်တာနော်အဲ့ဒါမျိုးတွေကြုံရလိမ့်မယ်အဲ့ဒါကောင်းတဲ့နမိတ်တွေပါပဲနော်ဒီကာလမှာတော့မိတ်ဆွေနဲ့ပတ်သက်ပြီးတော့ငွေကြီးကိစ္စတွေလုပ်ငန်းကိစ္စတွေအဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်နော်အဲ့တော့စက်တူရှယ်ယာလုပ်ငန်းတွေနော်လုပ်တဲ့လူတွေဆိုရင်တော့ဒီကာလအစီအစဉ်ကာလလည်းဖြစ်ပါတယ်။နောက်စပစ္စည်း၊စာစီ၊စာစီ၊စာရွက်နော်စာချုပ်တွေနော်စတဲ့အင်္ဂါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာပို့ပြီးတော့အစီအစဉ်အောင်မြင်နေတဲ့ကာလလည်းဖြစ်ပါတယ်။နောက်တစ်ခုပြောချင်တာကတော့စီမံတတ်တဲ့အစာမတတ်တဲ့ဂရုစိုက်ဖို့တော့လိုပါတယ်နော်။အဲ့တော့ကြာသာပတိမနဲ့စောစောမှာအိမ်ပြရမှာပေါ့နော်။မျိုးပန်း9ဘွဲ့နော်။ကျွန်တော်တို့စပယ်ပန်း3ခုလူတန်းပြီးတော့လိုရဆူတောင်းပါအဲ့လိုလူတန်းလိုက်မယ်ဆိုရင်ကိုယ်မှာခက်ခဲနေတဲ့လူတွေပြီးတော့ကောင်းကျိုးချမ်းသာများပို့ချရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ